မိန်းကလေးငယ်ကထိမိသမျှအရာအလုံးကိုရွှေအဖြစ်ပြောင်းလဲပြစ်နိုင်သူဖြစ်ပါတယ်။အိမ်ထိန်းကသူမကိုတားဖို့ကြိုးစားပေမဲ့လိုက်မမီနိုင်ပါဘူး။သူမကတံမိုးကြီးပန်းအိုးတစ်လုံးစီရှောက်သွားတဲ့အခါမိခင်ကမကစားနဲ့တော့လို့အော်ပြောလိုက်ပါတယ်။ဒါကြောင့်မိန်းကလေးငယ်ကစိတ်မကောင်းဖြစ်တန်းပေါ်ကိုတိတ်တိတ်လေးထွက်သွားပါတယ်။ပြီးတော့အမျိုးသမီးတစ်ယောက်ကိုရွှေကိုပေးချင်လို့တားလိုက်ပေမဲ့အဲ့ဒီအမျိုးသမီးကမစိတ်ဝင်စားပဲထွက်သွားပါတယ်။မိန်းကလေးကအလွန်စိတ်ရှုပ်ထွေးသွားပြီးယောက်ျားတစ်ယောက်ကိုထပ်တားလိုက်ပါတယ်။အဲ့ဒီယောက်ျားကရွှေကိုလက်ခံလိုက်တဲ့အခါမိန်းကလေးကကိုယ်တိုင်အောင်မြင်ပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားပဲအဲ့ဒီယောက်ျားကသူမကိုလိမ်လည်သူလို့ထင်ပြီးရွှေကိုပစ်ချလိုက်ပါတယ်။မိန်းကလေးကစိတ်ပြက်လက်ပြက်နဲ့မြေပြင်ပေါ်မှာထိုင်ချလိုက်ပါတယ်။အနီးမှာရှိတဲ့တောင်းစားသူအမျိုးသမီးကသူမကိုတနာပြီးပေါင်မုတ်တစ်ပိုင်းပေးလိုက်ပါတယ်။မိန်းကလေးကဝမ်းသာစွာစားပြီးနောက်ထပ်စားနေသေးတယ်လို့ပြောပါတယ်။အဲ့ဒီစိတ်ကောင်းတဲ့တောင်းစားသူကပေါင်မုတ်ထပ်ဝယ်နိုင်ဖို့ငွေကြေးအနှဲငယ်ထပ်ပေးလိုက်ပါတယ်။မိန်းကလေးကဘာကြောင့်ဒီနေရာမှာတောင်းစားနေရတာလဲဆိုတာစိတ်ဝင်စားစွာမေးလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကဒါကြောင့်မိန်းကလေးကအလွန်ဝမ်းနည်းသွားပြီးအဲ့ဒီအမျိုးသမီးရဲ့တောင်းစားနေကြောင်းပြောပြလိုက်ပါတယ်။နောက်တစ်ခဏအတွင်းမှာပဲခွက်ကရွှေဖြစ်ပြောင်းသွားပါတယ်။အမျိုးသမီးကမိန်းကလေးကမာယာပြနေတာလို့ထင်ခဲ့ပေမဲ့မိန်းကလေးကသူမကိုရွှေဆိုင်တစ်ဆိုင်စီဓာတ်ရိုက်ခေါ်သွားပါတယ်။သူတို့ရဲ့ဆင်းရဲနွမ်းပါတဲ့အဝတ်စားတွေကိုမြင်ပြီးဆိုင်ဝန်ထမ်းကထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မန်နေဂျာကအမြန်ရောက်လာပြီးတားလိုက်ပါတယ်။အဲ့ဒီလိုကြီးမားတဲ့ရွှေခွက်ကိုမတွေ့ဘူးလို့ပါ။နောက်ဆုံးမှာအဲ့ဒီခွက်ကိုငွေအများကြီးနဲ့လဲလှယ်နိုင်တယ်ဆိုတာသိသွားတဲ့အခါအမျိုးသမီးကအလွန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်